Hello, welcome to Teacher Jasmine's classroom. Today, we are going to share the meanings of the rings we wear on the fingers of a left hand. မင်္ဂလာပါရှင် Teacher Jasmine classroom မှာကြိုဆိုပါရစေ။ဒီနေ့မျှဝေသွားခြင်းတဲ့ကြောင်းရာလေးရတော့မိမိတို့ရဲ့ဘယ်ဘက်လက်မှာရှိတဲ့လက်ချောင်းလေးတွေမှာဝတ်ဆင်ထားတဲ့လက်စွပ်လေးတွေရဲ့အဓိပ္ပာယ်လေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ The first ring we wear on a thumb on a left hand means not sure. ကျွန်မဦးဆုံးအနေနဲ့မျှဝေသွားချင်တာကတော့ပေပက်လက်ရဲ့လက်မလေးပေါ်မှာလက်စွပ်လေးဝတ်ထားရဲဆိုတဲ့အဓိပ္ပာယ်ကတော့ not sure မသိကြဘူးဆိုတဲ့အဓိပ္ပာယ်လေးကိုရပါတယ်။ဘာရင်မသိကြလဲတော့မသိသေးပါဘူး။ The ring we wear on the pointer of a left hand means promise ring. Promise ring. ကျမတို့လက်ညှိုးပေါ်မှာဝတ်ထားတဲ့လက်ညှိုးလေးရဲ့အဓိပ္ပာယ်ကတော့ promise ring ဆိုတဲ့အတိုင်းခရီးတစ်ခုခုကိုပေးထားရဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်။ပေပတ်လက်ညှိုးလေးမှာဝတ်ဆင်ထားတဲ့လက်စွပ်လေးရဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ The ring we wear on the middle of our left hand means dating ring. Dating ring. ကျမတို့ဘယ်ဘက်လက်ရဲ့လက်ကလေးမှာဝတ်ဆင်ထားတဲ့လက်စွပ်လေးရဲ့အဓိပ္ပာယ်ကတော့တယောက်ယောက်နဲ့ date လုပ်နေတယ်ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်။ The ring we wear on the ring finger of a left hand is called engagement ring. Engagement ring. ကျမတို့ဘယ်ဘက်လက်ရဲ့လက်ကြွယ်လေးမှာဝတ်ထားတဲ့လက်စွပ်ကလေးကိုတော့ engagement ring စိတ်ဆက်လက်စွပ်လေးလို့ခေါ်ပါတယ်။စိတ်ဆက်တာဖြစ်တဲ့အတွက်အရေးပါတယ်လို့ယူဆလို့နှစ်ကွင်းလေးဝတ်ပြထားပါတယ်။ The ring we wear on the pinky finger or little finger of our left hand is called single ring. Single ring. တယောက်တည်းပါပဲတူတည်းပါပဲသူနဲ့မှာ like အဆက်အသွယ်မရှိပါဘူးဆိုရင်တော့ single ring လေးကိုဝတ်ကြတာဖြစ်ပါတယ်။ Thank you so much for your watching. See you in next video. နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။